ကဲအားလုံးကိုဝိုင်းမိတ်ဆွေညီတော်အားလုံးပဲမင်္ဂလာပါလို့တော့ပထမတော့ကွန်ဆက်ပါရနော်ကဲအားလုံးမိတ်ဆွေအားလုံးမင်္ဂလာရှိသောနေ့လည်ခင်းလေးပါကိုကမလေးအားလုံးပဲကဲကိုပိုင်းရဲ့ channel လေးကိုဝင်ရောက်ကြည့်ရညီကောင်အားလုံးပဲစိတ်ချမ်းသာညီကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေချင်းညီကောင်အားလုံးတယောက်ချင်းစီနော်စိတ်သွားတိုင်းကိုပါလူရဆန္ဒတော်မှာပြည့်စုံကြပြီးတော့ဝင်ငွေတွေစတဲ့ကိုတိုးပြီးတော့ဒါပြရှင်သောမင်္ဂလာရှိသောနေ့ရက်လေးကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေညီကောင်အားလုံးပဲနော်ကဲဒီကနေ့ကျွန်တော်တို့မနေ့နော်7 နာရီမိနစ်မှာတော့အောင်ပွဲခံနိုင်ပြီကိုကမလေးအားလုံးပဲနော်နော်ကိုယ်ပိုင်ပြောပေးခဲ့တယ်ချင်းမဆိုတဲ့အားလုံးပဲနေတဲ့သမားတွေအားလုံးကိုလည်းကိုယ်ပိုင်တစ်ပတ်တီ10ပတ်တီလို့ပြောပေးခဲ့တယ်အကြိုက်ဆုံးတဲ့မှာဆိုရင်ကိုယ်ပိုင်တို့ကတစ်ပတ်တော့ကဏ္ဍဒီမဆိုအားလုံးပဲအကြိုက်ဆုံး4ခွက်10ပတ်တော့အကြိုက်ဆုံး4ခွက်နော်အဲ့ထက်မှာကိုယ်ပိုင်တို့89ဆိုတဲ့ကဏ္ဍ main all ပါပါတယ်ကိုယ်ပိုင်အားလုံးပဲနော်ဒါကြောင့်မလို့နေတဲ့သမားတွေလည်းအားလုံးရရှိပြီအဖို့ဝင်သမားတွေကတော့ပတ်တီတစ်လုံးနဲ့က10ပတ်တီထိထိမိမိအပိုင်ကစားနိုင်ပြီနော်ဒါကြောင့်ကိုကိုမိုင်အားလုံးပဲကိုကိုမိုင်အားလုံးပဲနေတဲ့သမားကြီးလည်းအဆင်ပြေပြီဒီဘက်မှာအဖွဲ့ဝင်သမားကြီးလည်းအဆင်ပြေပြီအဖွဲ့ဝင်သမားဆိုတော့ကျွန်တော်3ချိန်တိုင်းအဆင်ပြေခဲ့ပြီပေါ့နော်ဒါကြောင့်ကိုကိုမိုင်အားလုံးပဲရှစ်တဲ့ပတ်စာတော့ကိုမိုင်24မှာ25ရက်နေ့ထိအင်္ဂါမကျော်ဇာတို့ပတ်တီမွေးကွယ်ရှယ်ပရိတ်တွေကိုအထူးမွေးမယ်ကိုပိုင်နဲ့လက်တွဲမယ်ဆိုတဲ့အကိုဒီမိုင်အားလုံးပဲ24 25အင်္ဂါမကျော်ဇာတို့ပတ်တီမွေးကွယ်ထုတ်ပေးမယ်ရှယ်ပရိတ်မွေးပရိတ်ထုတ်ပေးမယ်နော်လိုချင်တဲ့ဆိုရင်ကိုပိုင်နဲ့ရှစ်တဲ့ပတ်စာတော့ကိုအဖွဲ့ဝင်နေတဲ့ညီကောင်အားလုံးပဲကိုပိုင်ရဲ့ဖုန်း3994436449ကိုဖုန်းတိုက်ရိုက်ခေါ်ပြီးဆက်သွယ်ပေးထားမယ်နော်။နော်ဖုန်းနံပါတ်ကလေးကိုတိကျပြန်မှတ်မယ်ညီကောင်မအားလုံးပဲ3994436449နော်ဒီဖုန်းတစ်လုံးပဲကင်တယ်ကိုကောင်မအားလုံးပဲ KB ဝေပြီးရှိတယ်ဝင်ကြီးကကိုကောင်မမှာ1000ခွက်ချက်နော်ရှေ့တစ်ပတ်စာတော့ကိုအင်္ဂါမကျော်စာတို့ပတ်ပြီးမွေးကွယ်နော်ထိထိမိမိအပိုင်ကစားမယ်နေ့တိုင်းလေးလက်ဆောင်ကဏ္ဍတွေကိုလည်းလိုချင်ပါတယ်ဆိုတဲ့ညီကောင်မအားလုံးပဲကိုပိုင်တို့ဒီညနေတောက်ကြနေပွဲသိန်းကိုလည်းလက်ဆောင်ပတ်ပြီးနဲ့မွေးကွက်ကိုနော် sorry နော်လက်ဆောင်ပတ်သီးနဲ့ main order တစ်ခွက်ကောင်းကိုလည်းထပ်ပြီးတော့လိုချင်နေဆိုရင်ညီကောင်မအားလုံးပဲအဖွဲ့ကြိုဝင်ထားမယ်နော်ကိုပိုင်းရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေ့ရှိလိုက်တာနဲ့ညီကောင်မအားလုံးပဲအဖွဲ့ကြိုဝင်ထားလို့ရပြီရှေ့တဲ့ပတ်စာတော့ကိုဒီညနေတော့လက်ဆောင်ကဏ္ဍလည်းလိုချင်နေဆိုရင်ဒီညနေထိုးချိန်မီအဖွဲ့ကြိုဝင်ထားမယ်ပေါ့နော်တကယ်လို့မှဒီညနေမှမဝင်ဘူးရှေ့တဲ့ပတ်မှာလက်တွဲမယ်ဆိုရင်လည်းအကိုဒီမိုက်အားလုံးကကိုပိုင်းတို့စနေနေ့ညစပြီးတော့အဖွဲ့ဝင်ကြီးလက်ခံနေပါပြီနော်ဒါကြောင့်ချင်းမစ်ဆွေအားလုံးပဲကိုပိုင်းတို့နော်ဒီကနေ့မှာဆိုရင်လည်းကိုပိုင်းတို့မစ်ဆွေအားလုံးပဲနော်ရှစ်ပတ်ဒီကနေ89 main order ရရှိခဲ့ပြီကိုပိုင်းအမျိုးတွေအားလုံးနော်ရရှိတယ်ဆိုတော့ကိုဒီမှာလည်း comment လေးမှာရာကြီးလေးတွေမှတ်ပြီးသွားမယ်နော်ညီကောင်မအားလုံးပဲမနေ့ကလည်းကိုပိုင်းတို့အခွေရတဲ့ကနော်မနေ့ကအခွေတွေကဆိုရင်ကိုပိုင်းတို့305ခွန်ကို83တက်နဲ့အပြီးခွေပါလို့ကိုပိုင်းပြောပေးခဲ့တယ်မနေ့ညနေကလည်းကိုပိုင်းတို့81ဆိုတဲ့ကဏ္ဍ1ခွန်ဆိုတဲ့ကဏ္ဍထွက်ရှိခဲ့တယ်နော်ကဲဒီကနေ့မှလည်းအဲ့ဒီအခွေလေးကိုကိုပိုင်းထပ်ပြီးတော့လက်ဆောင်ကဏ္ဍလေးပေးထားခဲ့မယ်နော်ဒီညနေမှထပ်ပြီးတော့ပတ်သီးတစ်လုံးလေးကိုပတ်ချင်တယ် main order ကွက်ကောင်းနဲ့ဖြည်းဖြည်းထိုးချင်တယ်ဆိုရင်တော့ကိုပိုင်းရှိမှာအဖွဲကြုံဝင်ထားမယ်နော်ဒီညနေမှာတော့1ချိန်ပတ်သီးမပြောခဲ့ဘူးကိုပိုင်းအခွေလေးတစ်ခွေပြောပေးခဲ့မယ်နော်မနေ့ကကိုပိုင်းတို့မိတ်ဆွေအားလုံးပဲညနေစီမှာတော့လျှောက်ပေးလာတယ်ကိုပိုင်းတို့စိုက်မှုအရာနော်မနေ့ကတက်ခွန်ဆိုလဲကိုပိုင်းတို့အမျိုးတွေအားလုံးပဲမြဝါထင်တင်ကိုပိုင်းတို့35ခွန်ကီးကို83တက်နဲ့အပြီးခွေလို့ပြောပေးခဲ့တယ်ပေါ့နော်အဲ့ဒီမူစိုက်အရာဆိုရင်တဲ့ဒီကနေ့ကိုပိုင်းတို့မိတ်ဆွေအားလုံးညနေ4 နာရီခွဲစီမှာသူကထပ်ပေးမှဆိုရင်တဲ့619ကိုနော်619ကို3.5ခွန်နဲ့သူကအပြီးရှိပါတယ်နော်ဒီကောင်အားလုံးပဲဒီညနေ4 နာရီခွဲစီမှာမနေ့ကမူစိုက်တိုင်းထပ်ပေးမယ်ဆိုရင်619ကို3.5ခွန်ဒီအခွေနဲ့ကဏ္ဍ6ခွက်ထွက်လိမ့်မယ်ကိုကောင်မလေးအားလုံးပဲနော်ဒါလေးကိုအရန်အနေနဲ့ပဲကစားစားကိုကြိုက်လို့မိန်ခွက်ပါတယ်ဆိုရင်လည်းတင်ကစားနိုင်ပါတယ်619ကိုနော်ကိုဒီမိုင်အားလုံးပဲ3.5ခွန်နဲ့အပြီးခွေပါနော်ကဏ္ဍ6ခွက်ထွက်မယ်6နဲ့ပတ်သက်ရင်ကိုပိုင်းတို့60 65 6ခွန်ရှိမယ်1နဲ့ပတ်သက်ရင်10 15 1ခွန်ရှိမယ်9နဲ့ပတ်သက်ရင်90 95 9ခွန်ရှိမယ်เนาะဒီကဏ္ဍပေါင်းကဏ္ဍ9ခွက်ရှိမယ်မနေ့ကမူတိုင်းသူကကြာလာမယ်ဆိုရင်အပင်မပြတ်လို့ကျွန်တော်တို့တောက်ကြနေပွဲစဉ်မှာကန်ပေးလို့ထက်ရမယ်ဆိုရင်ဒီကဏ္ဍ9ခွက်နဲ့အညီကစားကြပါเนาะကိုပိုင်းမျိုးတွေအားလုံးပဲကဲကိုပိုင်းကတော့ဒီပိုလေးကเนาะရှေ့တစ်ပတ်စာတော့လည်းအဖွဲခေါ်ရင်ဒီညနေတော့လည်းလက်ဆောင်ကဏ္ဍကိုလိုချင်တယ်ဆိုတဲ့ကိုဒီမှာအားလုံးရှိတယ်ဆိုရင်ကိုပိုင်းရဲ့ဖုန်း3994436449ကိုဖုန်းတိုက်ရိုက်ခေါ်ဆိုပြီးတော့အဖွဲကြုံဝင်ထားမယ်ပေါ့เนาะကိုမိုင်အားလုံးပဲเนาะကဲရှေ့တစ်ပတ်စာတော့လက်တွဲမယ်ဒီညနေတော့ပွဲသိန်းကိုလည်းတောက်ကြနေပွဲသိန်းကိုလည်းပတ်သီးလုံးနဲ့ထိထိမိမိနဲ့အပိုင်ကစားမယ်မင်းအော်တစ်ခွက်ကောင်းလည်းလိုချင်တယ်ဆိုတဲ့အကိုဒီမိုင်အားလုံးရှိတယ်ဆိုရင်ကိုပိုင်းဖုန်း3994436449ကိုဖုန်းတိုက်ရိုက်ခေါ်ပြီးဆက်သွယ်ပေးထားမယ်เนาะဒီဗီဒီယိုဖိုင်လေးကိုကိုမိုင်အားလုံးပဲအများများတယောက်ရှယ်မှုရှယ်အားလေးနဲ့ကူညီပေးထားပါလိုက်လက်မလေးတွေကိုစီနှိပ်ပေးမယ်เนาะရှေ့တစ်ပတ်မှာလည်းနေတဲ့သမားတွေအားလုံးပဲလိုချင်တယ်ဆိုရင်ကိုပိုင်းရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လိုက်တာနဲ့ channel လေးကို subscribe လုပ်ထားမယ် like လက်မလေးတွေကိုစီနှိပ်မယ်เนาะအများများတယောက်share မှု share လေးနဲ့ကူညီထားမယ်เนาะအားလုံးသောမိတ်ဆွေတွေအားလုံးပဲမင်္ဂလာပေါင်းနဲ့အားလုံးပြည့်စုံကြပါစေเนาะကဲအားလုံးသောမိတ်ဆွေအားလုံးပဲဒီညနေမှာကစားရမှာဒီ619ကီးကို3.5ခွန်ကီးနဲ့အခွေ
နော်ကဏ္ဍပေါင်း6လုံးကိုကိုပိုင်တို့ကကဏ္ဍ6ကွက်ထွက်မယ်နော်အဲ့ကဏ္ဍ6ကွက်မူနဲ့ကျွန်တော်တို့မဆွေးရအောင်မယ်သူ့ရဲ့မူတိုင်းအပေါ်မူတွေမှာပေးလာတာဆိုရင်သူကတော့တောက်လျှောက်တော့ပေးလာတယ်နော်ဒီညနေမှာပွဲသိမ်းမှာသူကလမ်းကြောင်းမှန်အောင်မယ်ဆိုရင်သူက619ကို359နဲ့အပြီးခွေနော်ဒီကိုပိုင်အားလုံးပဲလက်ဆောင်လေးပေးထည့်ခဲ့ပါတယ်အဖွဲ့ကြုံမယ်ဆိုတဲ့ကိုဒီမိုင်အားလုံးကတော့ကိုပိုင်ရဲ့ချစ်မိတ်ဆွေအားလုံးပဲဒီဖုန်းလေးကိုဖုန်းတိုက်ရိုက်ခွေပြီးဆက်သွယ်ပေးမယ်နော်အဖွဲ့ကြိုလာဝင်မဲ့မိတ်ဆွေအားလုံးပဲဒီညနေကိုပတ်သီးတစ်လုံးနဲ့ပေးမယ်မိန်အော်တကွက်ကောင်းရွေးချက်ပေးမယ်နော်ဒါကလက်ဆောင်နေနဲ့ပဲပေးတာရှေ့တပတ်သားတို့ကိုအင်္ဂါမကျော်ဇာတုပတ်သီးမွေးကွက်လည်းရရှိမှာဖြစ်တယ်နော်ဒီညနေကပတ်သီးတစ်လုံးရှက်ပတ်သီးတစ်လုံးနဲ့ရွေးချက်ပေးမယ်မိန်အော်တကွက်ကောင်းရွေးချက်ပေးမယ်နော်ရှုံးချင်းရှိရဆိုတဲ့ကိုဒီမိုင်အားလုံးပဲဖုန်းတိုက်ရိုက်ခေါ်ယူပါနော်ကိုပိုင်ရဲ့ဖုန်းလေးကိုပြန်မှတ်မယ်39 443 649 401နော်အားလုံးသောမိတ်ဆွေတွေအားလုံးပဲနော်အဖွဲ့ကြိုဝင်မယ်ဆိုတဲ့ကိုဒီမိုင်အားလုံးပဲဘိုင်ပါနော်မိတ်ဆွေအားလုံးပဲနော်အားလုံးသောမိတ်ဆွေညီကိုအားလုံးပဲဒီညနေ4 နာရီခွဲလေးမှာအားလုံးပဲကန်ပေးလို့ထားရကြပါစို့ကိုပိုင်ကစုမကောင်းတောင်းပေးပါရနော်ကိုပိုင်အားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကျမညနဲ့ပြည့်စုံကြပါစေကံမျိုးတွေအားလုံးပဲဘိုင်ပါမျိုးတွေအားလုံးဘိုင်ပါဗျ